ပိဋကတ်သုံးပုံအကျဉ်းဟောကြားပေးတော်မူပါဖေယဝီနီးတုတ်တံအဘိဓမ္မာဆရာတော်ကျမ်းပါပါစေတဲ့ဒီမေခွန်းလေးကမေးတဲ့မေခွန်းပါနော်ဘာကြောင့်မေးတဲ့မေခွန်းလို့ပြောရတယ်လဲဆိုရင်ဦးဇင်းတို့ဗုဒ္ဓဘာသာဝင်အများစုဟာပိဋကတ်သုံးပုံလို့သာပြောနေကြတာပိဋကတ်သုံးပုံကိုသိတဲ့သူနည်းပါတယ်ဒါကြောင့်ပိဋကတ်သုံးပုံဟာဘာတွေလဲဆိုတာကိုဖြေပေးလိုက်ပါတယ်နော်ပိဋကတ်သုံးပုံသည်တုတ်တံဝီနီးအဘိဓမ္မာဟူ၍ဖြစ်ပါတယ်ပိဋကတ်သုံးပုံသည်ပါဠိတော်အားဖြင့်စာအုပ်ပေါင်း40ရှိပါတယ်အထာကထာအားဖြင့်50အုပ်ရှိပါတယ်တီကာအားဖြင့်26အုပ်ရှိပါတယ်တုတ်တံသည်23အုပ်ရှိပါတယ်ဝီနီးသည်5ကျမ်းရှိပါတယ်စာအုပ်အားဖြင့်5အုပ်ရှိပါတယ်အဘိဓမ္မာသည်9ကျမ်းရှိပါတယ်စာအုပ်အားဖြင့်12အုပ်ရှိပါတယ်တုတ်တံ23အုပ်သည်တုတ်တိလက်ခံတုတ်မဟာဝါတုတ်ပါထေယဟူ၍ဖြစ်ပါတယ်စာအုပ်အားဖြင့်23အုပ်ရှိပါတယ်ဝီနီး5ကျမ်းသည်ပါရာဇိကပါစိတ္တိယသုလဝကမဟာဝကပရိဝါဒဟူ၍5ကျမ်းရှိပါတယ်စာအုပ်အားဖြင့်5အုပ်ရှိပါတယ်အဘိဓမ္မာ9ကျမ်းသည်ဓမ္မသင်္ကနီဝီပင်ဓာတုကထာပုဂ္ဂလပညတ်ကထာဝိထုယမိုက်ပဋ္ဌာန်းဟူ၍9ကျမ်းရှိပါတယ်စာအုပ်အားဖြင့်12အုပ်ရှိပါတယ်အားလုံးပေါင်းလိုက်မယ်ဆိုရင်ကျမ်းစာအုပ်ပေါင်း139အုပ်ရှိပါတယ်အဆိုပါ139အုပ်သည်ပင်လျင်ပိဋကတ်သုံးပုံဖြစ်ပါတယ်